မ်းမဲ့သုံးချင်တဲ့ဗလာသားတွေအတွက်ဒီ6သိန်းနဲ့9သိန်းဝန်းကျင်မှာရှိပြီးတော့ချိန်ဆော့လို့ကောင်းတဲ့ဖုန်းတွေကိုကျွန်တော်ပြပြမယ်နှုတ်တွဲထားဖို့ brand 1256 6သိန်း5000နဲ့5000နောက်တစ်လုံးကကျွန်တော်တို့ရှိမှာ K6 ရှိမယ်ဒီကောင်လေးဆိုရင် brand 1256ရှိမယ်9သိန်း3000ခွဲချက်မှာဒီကောင်လေးကဘူးကျိုးဆောင်ရှိအောင်ပဲဆိုတော့ဒီမှာ K7 ရှိမယ် brand အနေနဲ့က12512ရှိမယ်ဒီကောင်လေးကရောက်တော့9သိန်း3000ခွဲချက်တွေတဲ့တာဘို3လေးလည်းရှိမယ်နော်ဒီကောင်လေးက brand 1256ကိုဒီကောင်လေးကလည်းစိမ်းလုံးလေးက9သိန်း3000ခွဲချက်ပဲရှိမယ်6သိန်းဝန်းကျင်လောက်နဲ့ဆိုဒီ K40 gaming နဲ့ရှိမယ်နော်ဒီကောင်လေးက brand 1256ကိုဈေးလေးရောက်တော့6သိန်း2000ခွဲပဲရှိမယ်နော်ဒီ RAM Magic 9S Pro ပေါ့ဒီကောင်လေးရှိမယ်ဒီကောင်ဆိုလည်းငွေအမောင်းများများနဲ့ခဲကိုအထာကြကြလေးရှော့ကျင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးရှိမယ်ဒီကောင်လေးက RAM 1256ရှိမယ်ရောင်းချပေးမယ်စီက16သိန်း8000ခွဲနဲ့ရောင်းချမှာဖြစ်တယ်ပြီးတော့ဒီကောင်လေးကဘူးကျိုးဆောင်နဲ့အလုံးဝတန့်အောင်မယ်နော်အခုပြထားတဲ့ဖုန်းလေးတွေကိုဝယ်ယူချင်တာဆိုလို့ရှိရင်ကျွန်တော်နေပြီးတော့ပြင်မနာပေးစစ်ဆက်လန်ယူနာအတင်မြန်တဲ့ရှင်းဆိုင်မှာရှိရဲကျွန်တော်ဒီ Apple Mobile မှာလာရောက်ဝယ်ယူနိုင်ပါတယ်ဗျာနော်နေဝေးရမှာယူချင်တဲ့လူတွေအတွက်ကျွန်တော်ငွေလွှဲဝင်တာနဲ့ကားခိတ်ကိုတင်ပေးပြီးတော့ကျွန်တော်ဒီပြင်မနာမြို့တွင်ကလူတွေအတွက်ဆိုလို့ရှိရင်အိတ်တာရရောက်ကို delivery နဲ့ပို့ပေးပါဗျာ